Are you ready ဒီမိခွန်းကိုမေးချင်တယ်သင်အစင်သင့်ဖြစ်ပြီလားကိုဝိညာဉ်ရေးရာအစင်သင့်ဖြစ်ပြီလားသခင်ပြန်လာမယ့်နေ့ရက်အတွက်အစင်သင့်ဖြစ်ပြီလားသခင်ကသူတို့သမီးတွေကိုပြန်ခေါ်ရမယ်ဒါမဲ့သူတို့သမီးတွေထဲမှာ9ယောက်ကမိုက်မဲတယ်9ယောက်ကပညာရှိတယ်သူတို့သမီးလို့ပြောတဲ့10ယောက်မှာတောင်9ယောက်ပဲဝင်ခွင့်ရတယ်။ဘာကြောင့်လဲ။ဒီကနေ့မှာအဖြေရှာရအောင်။ဒါကြောင့်အားလုံးကိုကြိုးဆိုရဲကျွန်တော်နာမည် David Kim ဖြစ်ပါတယ်။ဒီနေ့နှုတ်ပတ်တော်က Be Ready ဆိုတဲ့ချီဆောင်ခြင်းနဲ့သက်ဆိုင်တဲ့ series တစ်ခုကိုဟောပြောနေတာဖြစ်တယ်။ဒီကနေ့အပိုင်း2ကိုရောက်သွားပါပြီ။အဲကြောင့်အပိုင်း1အသင်ဖြစ်နေပြီလားဆိုတဲ့နှုတ်ပတ်တော်ဟောထားပြီးပါပြီ။ဒီနေ့တော့တောက်လောင်နေပါဆိုတဲ့အရာနဲ့ခွန်အားပေးခြင်းတယ်။ဒါကြောင့်အသက်တာများကိုခဏလောက်သခင်ထံအနိုင်အောင်အသက်ရှင်တော်ဖျားကိုရောကိုယေရှုတင်တယ်ဒီကနေ့မှလည်းနှုတ်ပတ်တော်နဲ့တဖန်ပြန်လည်၍အသက်တာကိုရောပြင်ဆင်တော့မယ်ဆိုတာကိုခံစားနေရပါတယ်ဝိညာဉ်တော်ဖျားကျွန်တော်တို့အထင်မှာအလုံးလုံးနိုင်ပါမိကြောင်းကိုရောကိုနေရာပေးပါတယ်ဖိတ်ခေါ်ပါတယ်ကြိုးဆိုပါတယ်ကိုရောကျွန်တော်တို့ကိုလမ်းပြပါအသက်တာမှာထူးခြားစေပါတောက်လောင်နိုင်ဖို့လိုအပ်တဲ့လောင်စာတွေကိုကိုရောကိုယ်တိုင်ပေးပါလုံးသားအသီးသီးကိုကောင်းချီးပေးတယ်ကျွန်တော်လုံးသားမှာစိုးရိမ်စိတ်တွေကျွန်တော်လုံးသားမှာပူပန်စိတ်တွေလောကအရာဇာတိအရာများပြည့်နေခဲ့တယ်ဆိုရင်လည်းအခုချိန်မှာနှုတ်ကပတ်တော်နေရာပေးကြောင်းဝန်ခံပါတယ်ကိုရောသားသမီးတွေတယောက်ချင်းမကြံ live ကြည့်နေတဲ့သူများဒီအရာကိုပြန်ကြည့်မဲ့သူများအားလုံးပေါ်မှာဝိညာဉ်တော်ဖျားစကားပြော၍သက်တာကိုပြုပြင်ပေးပါသခင်ယေရှုကိုပို၍မျှော်လင့်တော်သူများဖြစ်စေပါသခင်ယေရှုရဲ့မြတ်သောနာမ၌စက္ကန့်နဲ့ဆုတောင်းပါ၏အာမင်ဒီကနေ့တောက်လောင်နေပါဆိုတဲ့အရာတွေပြောခြင်းတယ်ဆိုတော့တောက်လောင်ဖို့ဆိုတာကတော့တခုခုလိုတယ်တောက်လောင်ခြင်းဆိုလို့ပြောလိုက်ရင်ကိုယ့်အကိုလုပ်လို့မရဘူးအဲကြောင့်ဒီနေ့တောက်လောင်ခြင်း keep your fire burning ဆိုတာနော်ဆိုတော့မီးမုံတစ်ပုံရှိတယ်ဘလို့တောက်လောင်ပါလဲမီးဘလို့အလင်းလင်းပါလဲလောင်စာလိုတယ်လောင်စာမရှိဘဲနဲ့တောက်လောင်လို့မရဘူးဒါကြောင့်ဒီကနေ့မှာကိုယ့်အသက်တာမှာတောက်လောင်နေဖို့ကဘာလဲဆိုတာကိုကျွန်တော်တို့အထူးပဲလေ့လာသွားရအောင်ဆိုတော့လူကာစနစ်ဖတ်တဲ့အချိန်မှာဒီ series ရဲ့ဆောင်ဖို့ဒီ series ကိုအခြေခံထားတဲ့အရာကလူကာစနစ်ဖြစ်တယ်ဒီအရာကိုဖတ်တဲ့အချိန်မှာသင်ရှင်သောဝိညာဉ်တော်ကကျွန်တော်ရဲ့နှလုံးသားထဲမှာစကားပြောတယ်လူတွေအစင်သက်မဖြစ်ကြဘူးအစင်သင့်ဖြစ်ဖို့အစင်သင့်ဖြစ်စေမယ့်အကြောင်းအရာသတိပေးပါဒီနေ့ကင်းဆောင်ဖြစ်တယ်ကျွန်တော်ကတင့်ကိုသတိပေးနေတယ်ဒါကြောင့်ဒီကနေ့မှာသတိပေးတန်ကိုတင့်နှလုံးသားထဲမှာခံယူဖို့လိုတယ်သခင်ယေရှုပြန်လာခံဒီအချိန်မှာဖြစ်မဲ့အကြောင်းအရာတွေကိုတမန်ကျမ်းစာအကျူပြောထားတယ်သခင်ကလည်းဘလို့ဖြစ်စေချင်လဲလူကာစနစ်တွေကအကြောင်းအရာကိုကျွန်တော်တို့အခြေခံထားတဲ့အတွက်ဒါကိုအရင်ဖတ်ချင်တယ်လူကာစနစ်ပိုင်းငယ်35သင်တို့သည်ခပန်းစီးလျက်ခပန်းစီးတယ်ဆိုတဲ့အဓိပ္ပာယ်ကအလုတ်လုတ်ခြင်းကိုပြတာခပန်းစီးတယ်ဆိုတာအလုတ်လုတ်နေတဲ့လူခပန်းစီးတယ်ဆိုတာတစ္ဆာတိဟုသောခပန်းလို့ကျမ်းစာပြောတယ်တစ္ဆာရှိစွာလုံနေတာအိမ်နေတဲ့တရားမဟုတ်ဘူးငိုက်နေတဲ့တရားမဟုတ်ဘူးအချောင်ခိုနေတဲ့တရားမဟုတ်ဘူးတနေ့ဖုန်းထိုင်ပုတ်နေတဲ့တရားမဟုတ်ဘူးခပန်းစီးတဲ့လူကအလုတ်လုံနေတဲ့သူအဲ့ဒီအလုတ်လုံနေတဲ့သူဟာတဲ့ဘယ်လိုလုပ်ရမလဲစီမီထွန်းလျက်ပြောကြည့်ပါစီမီထွန်းလျက်ဒီနေ့တောက်လောင်ဖို့ဘုရားကစီမီထွန်းထားပြီးတော့အလင်းလင်းစေခြင်းနဲ့သင်ရဲ့ဘဝကိုအလင်းလင်းစေခြင်းနဲ့သင်ရှိတဲ့နေရာကမှောင်ကောင်းမှောင်လိမ့်မယ်သင်ရှိနေတဲ့နေရာကအိမ်နဲ့ဝေးတဲ့နေရာဖြစ်ကောင်းဖြစ်လိမ့်မယ်သင်နေတဲ့နိုင်ငံကမှောင်မိုက်တဲ့နိုင်ငံဖြစ်ကောင်းဖြစ်မယ်ဒါမဲ့သင်ဟာအလင်းဖြစ်တယ်သင်ဟာအလင်းဖြစ်တဲ့အတွက်စီမီထွန်းဖို့ဘုရားအလိုတော်ရှိတယ်။ဒါကြောင့်စီမီထွန်းပါလို့ပြောတဲ့အခါမှာသင်ရဲ့အသက်တာကိုအလင်းလင်းစေချင်တာ။ဒါကြောင့်သင်ရဲ့အသက်တာဘယ်လိုစီမီထွန်းမလဲ။စီမီထွန်းလက်နေသဖြင့်သခင်ဒီမင်္ဂလာဆောင်ဝဲမှာပြန်လာ၍တကားကိုခောက်တော့အခါချက်ချင်းဖွင့်ခြင်းကတကားခောက်တဲ့အခါမှာချက်ချင်းဖွင့်နိုင်ဖို့ကပန်းစီးထားရမယ်စီမီထွန်းထားရမယ်။သခင်လာတော့မယ်သခင်ပြန်လာပြီးတော့သခင်ရဲ့လာမယ့်နေ့ရက်ကသိနေပြီ
သခင်တကားလာခောက်ရင်တဲ့အစင်သစ်ဖွင့်နိုင်မလားအိမ်ငိုက်နေလားအိပ်ပျော်နေလားဒါဆိုနေထားရအောင်မိမကြည့်နေတဲ့သူတွေပြောလိုက်ထားတော့လို့ဒီအချိန်ပဲလို့ဒီအချိန်ပဲထားတော့ထားပါတော့လို့ပြောလိုက်ပါအောင်ဟာလေလုယာသခင်ဟာလာမီကိုမျော်လင့်၍နေသောကျွန်ကဲ့သို့ရှိနေကြလောတဲ့သခင်ကြိုက်တဲ့အချိန်ပြန်လာနိုင်တယ်သခင်ကကျွန်တော်တို့ကိုလေဘယ်လောက်ထိအစဉ်သင်ဖြစ်စေချင်လဲသိလားကျုံမပြောအဲ့တော့သခင်ကကျုံမပြောတဲ့အခါမှာကျွန်တော်တို့ကဒီချိန်လားမနေ့ဖြစ်လားဒီညနေလားတကောင်လားကျွန်တော်မသိနိုင်ဘူးဒါမဲ့သိချတာသခင်ပြောတာရှိတယ်သင်တို့မထင်မမှတ်တဲ့အချိန်မှာလာမယ်အချင်းကျွန်တို့သည်စောင့်လက်နေသည်ကိုသခင်ပြန်လာသည်ကိုတွေ့၏အဲ့ဒီစောင့်ပြီးကြိုနေတဲ့သူတွေကိုသခင်ကပြောလဲမင်္ဂလာရှိတယ်တဲ့ဟာလေလုယာသင်ဟာစောင့်ပြီးသခင်ရဲ့ပြန်လာခြင်းကိုအမြဲမျှော်လင့်နေတော်သူဖြစ်သင်ဟာမင်္ဂလာရှိတော်သူသင်ဟာအစင်သစ်အမြဲဖြစ်နေတယ်အလုံးလုံးနေတယ်မှောင်မိုက်တဲ့နေရာမှာအလင်းလင်းနေတယ်ဆိုရင်သင်ဟာမင်္ဂလာရှိတော်သူဖြစ်တယ်ကိစ္စမရှိဘူးကဘာကြီးကပို့ဆိုးသွားဖို့ပဲရှိတယ်ကိစ္စမရှိဘူးအခုစီးပွားတွေနဲ့အခုစီတွေပိတ်ကုန်ပြီခက်တဲ့အချိန်မှာနောင်ကာလာဟာခဲရင်သောကာလဖြစ်မယ်ဆိုတာမှတ်ပါတဲ့ကျမ်းစာဒီလိုပဲပြောတယ်နောင်ကာလဟာခဲရင်သောကာလဒီလိုဖြစ်လာဒါပေမဲ့စောင့်နေတဲ့သူကမင်္ဂလာရှိတယ်ငါအမှန်ဆိုဒီကသခင်သည်ခပန်းစီးလက်ကျွန်တော်ကိုစပွဲ၌လျှောင်းစေပြီးမှကြည့်ပါဦးနော်သခင်ကဘာလုပ်ပြီးမှကိုယ်တိုင်လာပြီးသူတို့အလုပ်ကျွေးမယ်တဲ့ကြည့်ပါဦးသခင်ကိုယ်တိုင်ဂတိပေးတာအဲ့ဒီလိုစောင့်နေတဲ့ကျွန်တွေကိုသခင်ကပြန်ပြုစုလိမ့်မယ်အာမင်ဒါကြောင့်သင်ပင်ပန်းနေပြီလားသခင်အတွက်သင်လုပ်တဲ့အရာတွေများပြီးတော့စိတ်သက်ကြနေပြန်ထပါဒီနေ့ဟောပြောခဲ့တဲ့အရင်တော့တောက်လောင်ခဲ့တယ်အခုချိန်မှာငြိမ်းသွားပြီဆိုပြန်ထပါသင်ရင်တော့သွန်သင်ခဲ့တယ်အရင်တော့အများကြီးဖျားအတွက်လှုပ်ခဲ့တယ်အရင်တော့အများကြီးဖျားအတွက်ပေးဆက်ခဲ့တယ်ဒါမဲ့ဝေဖန်ခြင်းကြောင့်လားဒါမှမဟုတ်ရင်သင်အသက်ကြီးလာလို့လားဒါမှမဟုတ်ရင်သင်ခွန်အားတွေနဲ့သွားလို့လားဒါမှမဟုတ်အခြေအနေမျိုးမျိုးကြောင့်မိသားစုကြောင့်လားဒါဆိုရင်ပြန်ထပါဘာကြောင့်လဲသခင်ကသူပြန်လာတဲ့အချိန်မှာစောင့်နေသူသခင်ကသူပြန်လာတဲ့အခါမှာတဲ့စီမီထွန်းထားတဲ့သူခပန်းစီးထားတဲ့သူအလုတ်လုတ်တဲ့သူအဲ့ဒီသူတွေကိုတဲ့စပွဲမှာထိုင်ခိုင်းမယ်တဲ့သူကိုယ်တိုင်အလုတ်ကျွေးပြုမယ်ဟာလေလုယာဒီအရာကျွန်တော်တို့ကိုသက်သာခြင်းပေးပါစေဒီနေ့မှာပင်ပန်းပါတယ် ministry အလုပ်ကမပင်ပန်းမို့အရန်ပင်ပန်းပါတယ်အထူးသဖြင့်သင်ဟာအလင်းလင်းနေတဲ့သူဆိုရင်တော့ပိုပြီးပင်ပန်းနိုင်မယ်ဒါပေမဲ့ဒီနေ့ဖခင်ရဲ့ဂရုတော်ရှိတယ်အဲ့ဒီသူတွေကိုသခင်ကိုယ်တိုင်လှုပ်ကြွေးပြုမယ်အာမင်စကြည်အောင်38မှာနှစ်ချက်ဒီအချိန်ဖြစ်စေသုံးချက်ဒီအချိန်ဖြစ်စေသခင်လာသည်ကိုထိုတို့တွေ့လဲထိုကျွန်တို့သည်မင်္ဂလာရှိပြန်ပြောပြန်ပြီသခင်ဘဲအချိန်လာတွေ့တဲ့သူမင်္ဂလာရှိတယ်နော်တဲ့အိရှင်ဒီတခိုးလာမိအချိန်ကိုနာယီကိုသိရလဲမိမိအိမ်ကိုမထွန်းမဖောက်စေချင်ကစောင့်နေလိမ့်မည်ကိုသင်တို့သိကြ၏တခိုးလာမဲ့အချိန်တိလို့ကတော့စောင့်ပြီပေါ့ထိုင်ပြီးတော့ဒုံးနေကိုစောင့်နေပါထို့ကြောင့်သင်တို့သည်ပြင်ဆင်လျက်နေကြလောပြင်ပါကပန်းစီးထားပါအောင်အာမင်ကပန်းစီးထားပါအောင်အားလုံးပြင်ပါလုံးနဲ့စီမီကိုကိုင်ထားရအကြောင်းမူကားသင်တို့မထင်မှတ်သောအချိန်နဲ့လူသားသည်ကြွလာလိမ့်မည်ဟုမိန်တော်မူ၏ဒါကြောင့်သခင်ဘယ်ချိန်ပြန်လာမလဲခဏခဏလာမိကြတယ်ဆရာသခင်ပြန်လာတော့မလားအဲဒီမှာစစ်ပွဲတွေဖြစ်နေပြီသခင်ပြန်လာတော့မလားဘယ်ချိန်လာမှာလဲဒီနေ့အကြီးချပြောပါမယ်သင်တို့မထင်မမှတ်သောအချိန်လာလိမ့်မယ်အလိုအုံးမဲ့ထင်တယ်အဘိမှန်တော်တော့မဆောက်ရသေးဘူးဆိုတော့မျိုးပြောရရတယ်ရှိတယ်ဒါပေမဲ့သင်တို့မထင်မမှတ်တဲ့အချိန်သခင်လာမှာတဲ့ဒါတော့သခင်ရဲ့စကားဖြစ်တယ်။အကြောင်းဒီကနေ့မှာတောက်လောင်ခြင်းဆိုတဲ့အရာကလိုအပ်တဲ့အရာဒီတောက်လောင်ခြင်းစီမီးခွက်ထဲမှာတောက်လောင်ဖို့လိုတဲ့လောင်စာဖြစ်တဲ့စီကြောင်ပြောရအောင်။ဒါဆိုတော့အခုစီတန်းစီတာဘယ်လောက်ခက်လဲ။အကျတော့ဓာတ်ပုံတွေတွေ့တယ်စီဖြည့်ဖို့ကိုတနာရီနှစ်နာရီတချို့နေဝက်စောင့်ရတယ်။နောက်တချို့လဲတမတ်ချက်နဲ့ဖြည့်ရတယ်။ခုချိန်မှာစီသိတ်ခက်ခဲနေကြတယ်။စီရှားတဲ့ကာလမှာဒီကနေ့သင်စီကိုလိုက်ရှာရတယ်လို့ပဲ။ကျွန်တော်တို့ဘဝအသက်တာမှာတောက်လောင်မဲ့စီကိုလည်းရှာရအောင်။အဲ့ဒီတောက်လောင်မဲ့စီကဘာဖြစ်မလဲ။နှုတ်
တော်နဲ့ကြည်အောင်မဿဲ25တွေကသူတို့သမီးတစ်ကြိမ်ဥပမာနဲ့ဒီကနေ့ရှင်းပြခြင်းတယ်အပိုင်းငယ်1ကနေဖတ်ခြင်းနဲ့ထိုအခါကောင်းကင်နိုင်ငံတော်သည်ကမင်္ဂလာဆောင်လူလင်ကိုခရီးဥကြိုပြုခြင်းကမိခွက်ကိုကန်ရင်ထွက်သွားတော့သူတို့သမီးတစ်ကြိမ်နဲ့တူ၏နော်ဆိုတော့ bridesmaid ဆိုတာကတော့ဒါကတော့သူတို့သမီးအရန်နေလို့နားလေရတယ်ဆိုတော့သူတို့သမီးတွေကတစ်ကြိမ်ဆိုတော့10ယောက်ရှိတယ်သူတို့တွင်9ယောက်ဒီပညာရှိတယ်9ယောက်ကအမိုက်လို့သုံးထားတယ်ပညာမဲ့တော်သူတွေဖြစ်တယ်။ဘာကြောင့်ပညာမဲ့လဲ။ပိုင်ငယ်3မှာကြည်ပေးပါ။မိုက်တော်သူတို့သည်မိခွက်တို့ကိုသာယူ၍မယူလဲစီမယူကြ။လောင်စာမပါနေဘူး။သူတို့ထဲမှာတကယ်လိုအပ်တဲ့အရေးကြီးတဲ့စီမရှိနေဘူး။ဒါဆိုမိခွက်ယူရဲဆိုဘာပြောတာလဲ။အပြင်ပန်းပါတယ်။အပြင်ပန်းကတော့မိခွက်ကြီးကင်ထားတယ်။ဒါပေမဲ့အထဲကအရေးကြီးတဲ့စီမရှိနေဘူးတင့်ကိုမေးခြင်းတယ်အပြင်ပန်းတော့သာသနာလုပ်ငန်းအကြီးကြီးအပြင်ပန်းကတော့ဆိုင်းဘုတ်ကြီးချင်းအသင်းတော်အပြင်ပန်းကတော့ဖះကိုချစ်တဲ့မိသားစုလို့လူတွေသိကြပြီးတော့တင့်ရဲ့အထဲမှာတောက်လောင်မှုကိုရှိသေးရဲ့လားတင့်ရဲ့အထဲမှာအရေးကြီးတဲ့တောက်လောင်မှုဖြစ်တဲ့အဲ့ဒီစီဒါဆိုဒီစီရပါဖြစ်မယ်ထင်လဲတန်ရှင်းသောဝိညာဉ်တော်ပုံဆောင်တယ်စီမိခွက်တော့ပါတယ်စီမရှိဘူးအတိတ်ဘယ်ကပါလဲဒီ9ယောက်ကခရစ်တော်ရဲ့သတို့သမီးလို့တော့ရှိနေတယ်အပြစ်မှန်းကတော့မိခွက်ကင်ထားရဲဆိုတာတော့အသင်းတော်တော့လာနေတယ်ဖះเจ้าမှာတော့ member ဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့သူတို့အထဲမှာဘာမရှိဘူးလေစစ်မှန်တဲ့တန်ရှင်းသောဝိညာဉ်တော်မရှိနိုင်ဘူးတန်ရှင်းသောဝိညာဉ်တော်စစ်မှန်တဲ့အရာဒီထဲမှာမရှိနေတော့သူတို့ကစီမပါဘူးတဲ့ပညာရှိတော်သူတို့မူကားမိခွက်နေတကွာဘူးနိုင်ပါသောစီကိုလည်းယူကြတယ်ဒီနေ့အပြင်ပန်းမဟုတ်ပြောချင်တဲ့တဘောကအပြင်ကောအတွင်းကော ready ဖြစ်နေဖို့လိုတာတပွဲကတော့အပြင်ပန်းတော့ ready ဖြစ်တယ်သခင်ကိုချစ်လာချစ်တယ်သခင်ပြန်လာမှမျောလဲမျောလင်းနေဒါမဲ့တကယ်အထဲမှာမတောက်လာဘူးအထဲမှာလောင်စာမရှိနေဘူးဒါကြောင့်မလို့ဒီနေ့ကြည့်တဲ့အခါမှာမင်္ဂလာဆောင်လူလင်ဒီမလာဘဲနေစဉ်ထိုသူတို့သမီးပေါင်းတို့ကငါ့ရွအိပ်ပြောကြတယ်အတိတ်ပဲပါလေသခင်လာမဲ့အချိန်ကိုစောင့်တာကြာလွန်းနေဆိုတဲ့အတိတ်ပဲအခုဘယ်လောက်စောင့်ရပြီလဲနှစ်2000ပြည့်တော့မယ်သခင်ပြန်လာဖို့စောင့်တာရှင်ပေါလုတို့ကသူတို့အချိန်ကိုနောက်ဆုံးသောကာလလို့တော့ပြောထားတာလေဟေးနောက်ဆုံးသောကာလရောက်ပြီနော်တဲ့ရှင်ပေါလုကနောက်ဆုံးသောကာလလို့ပြောတယ်တချို့ကကျွန်တော်ဒီမှာနောက်ဆုံးသောကာလလို့ပြောရင်ခင်ဗျားတို့တွေကတလွဲတင်နေတယ်ရှင်ပေါလုတို့တော့ပြောလေသူတို့ရှိတဲ့ကာလမှာနောက်ဆုံးသောကာလခဲရင်တဲ့ကာလဒီလိုပြောနေပြီဆိုရင်ဒီအချိန်ပိုပြီးမဖြစ်ဘူးလားပိုပြီးဖြစ်တယ်ဆက်ပြီးတော့ကြည့်အောင်အဲ့လိုအိမ်ငိုင်းနေတဲ့အချိန်မှာပဲသကောင်ရနာကြည်ပါအမှောင်ဆုံးချိန်လမ်းမမြင်တဲ့အချိန်ဘာမှမသိတော့တဲ့အချိန်အိမ်လို့အကောင်းဆုံးအချိန်အဲ့ဒီအချိန်မှာမင်္ဂလာဆောင်လူလင်တွေလာပြီအဲ့ဒီအချိန်မှာလာတာခီးဦးကြိုပြုခြင်းကထွက်သွားကြကုန်ဟုကြွေးကြော်လင်သူတို့သမီးပေါင်းတို့တွေထားရမိကမြောက်ပြင်ဆင်ကြ၏အားလုံးကကျိုးမဲဆိုပြီးထားကြတယ်မိုက်တော့သူတို့ဒီငါတို့စီမီသေးပါပြီတဲ့မီးမရှိတော့ဘူးဘာလို့လဲစီမမပါတာတင်တို့စီကိုအနှဲငယ်ပေးပါဟုပညာရှိတော်သူတို့အားတောင်းကြ၏နည်းနည်းလောက်ပေးပါလားပညာရှိတော်ကလည်းတင်တို့ဖို့နဲ့ငါတို့ဖို့စီမလားထို့ကြောင့်စီရောင်းသောသူတို့ရှိရသို့သွား၍ကိုသုံးဖို့ရသွား၍ကောင်းသည်ဟုပြန်ပြောကြတယ်သွားတော့ဝယ်ပါငါတို့မရှိဘူးဘို့သွားဝယ်ပါအဲ့ဒီမှာပြောရဲစကားရှိတယ်30ကြည့်အောင်ထိုသူတို့သည်စီသွားဝယ်သည့်အခိုက်တွင်မင်္ဂလာဆောင်လူလင်သည်လာ၍အသင်းရှိသောသူတို့သမီးတို့သည်လူလင်နှင့်အတူပွဲသို့ဝင်ကြပြီးလင်တကားကိုပိတ်ထား၏ထို့နောက်ကျွင်းတော်သူတို့သမီးတို့သည်လာ၍အရှင်ကျမတို့အားတကားကိုဖွင့်ပါဟုတောင်းလျှောက်ကြသောအရှင်ကလည်းငါမှန်ဆိုသည်ကသင်တို့ကိုငါမသိတဲ့ဘယ်လောက်ဝမ်းနေဖို့ကောင်းမလဲဒီစကားကြည့်ပါအောင်နော်
ငါအမှန်ဆိုဒီကတင်တို့ကငါမသိဟာတို့သမီးလေမသိဘူး member ဝင်ထားတယ်မသိဘူးဟာကိုရောအတွက်ကြီးကျယ်စောင့်နေခဲ့တာမသိဘူးငါမသိဘူးတဲ့ဒါဆိုတကယ်ယေရှုလူတိုင်းကိုမသိဘူးလားဖယားမှန်ရင်အားလုံးမသိဘူးလားစပင်ဘယ်နှချောင်းရှိလဲတော့ရည်တွက်တယ်ဆိုဘလို့မသိတာလဲသူနဲ့ relationship ရှိမရှိဘူးမသိတာမရှိလို့ဒါကြောင့်သင်ကအပြစ်ပန်းတော့ဟုတ်နေတယ်အပြစ်ပန်းတော့ကြည်လိုက်ဟာခရိယန်ပဲဒါမဲ့တခါလေခရိယန်မဟုတ်ပဲခရိဟန်ဖြစ်နေတတ်တယ်အထဲကတကယ်မရှိတဲ့အခါမှာသင်လုံနေတာဘာသာရေးလုပ်ရဖြစ်တတ်တယ်ဒီနေ့ religion မဟုတ်ဘုရားက relationship အချိတ်ဆက်သွယ်ရေးမသိဘူးတို့ဖြစ်၍လူသားတွေကြွလာတော့နေရဲ့အချိန်နာရီကိုသင်တို့ဒီမသိတော့ကြောင်းစောင့်နေကြတော့တစ်ခါပြန်ပြောပြန်ပြီစောင့်ပါတဲ့ဒီနေ့စီကြောင်းနေပြောပြချင်တယ်စီဆိုတဲ့အရာကိုယ်ပိုင်ဖြစ်ရမယ် oil is personal အကြောင်းမလို့သူတို့ကပြောလဲငါတို့စီအနေငယ်ပေးပါဆိုပေးလို့မရဘူးတဲ့ဒီနေ့စီဆိုတာတန်ရှင်တော်ဝိညာဉ်တော်တန်ရှင်တော်ဝိညာဉ်တော်ကိုပေးလို့မရဘူးလားဒီနေ့မှာခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်နဲ့အရှင်သခင်ဖြစ်လက်ခံတဲ့နေ့မှာမှသင်ကိုယ်တိုင်အဲ့ဒီစီကိုရတာဒါမဲ့သင်ကဘာသာရေးအနေနဲ့သွားနေတယ်။အော်ဖျားเจ้าတစ်ပတ်တစ်ခါတက်တယ်။အော်ကမ်သွားတယ်။ဟောဒါမှမဟုတ်ရင်ဘာသာရေးလုပ်ငန်းတွေလုပ်တယ်။လူတန်းနေပြုတယ်။ဒါမဲ့အထဲမှာတကယ်ကိုခရစ်တော်မိမိရဲ့ကယ်တင်ပိုင်ရှင်နဲ့အရှင်သခင်ပြလက်ခံထားတဲ့ခရစ်တော်အသင်ရဲ့သခင်မဖြစ်နေဘူး။ကယ်တင်ရှင်ဆိုတာတော့သိတယ်။အုံနောက်နဲ့သိတယ်။အဲကြောင့်ငရေနဲ့ကောင်းကင်ဘလောက်ဝေးလဲတဲ့။တရားကပြောဘူးတယ်တိတ်မဝေးပါဘူးတဲ့16လက်မလောက်ပဲဝေးတယ်တဲ့ခေါင်းနဲ့တိတာလားနှလုံးသားနဲ့တိတာလားဒီခေါင်းနဲ့တိနေတယ်ဆိုရင်သင်ကိုဒီနေ့ဖျားသိချစ်တယ်နော်ဒီနှုတ်ကပတ်တော်ကိုသင်ကိုပြောနေတဲ့အခါမှာသင် ready ဖြစ်ပြီလားသင်ကိုချင်းချောက်ပြီးပြောနေတာမဟုတ်ဘူးသင်ဒီအရာတတိပေးနေတာ6တယ်ဆိုတာယုံရင်ယုံနော်မယုံရင်မင်းတို့အဲ့ဒါ6တယ်လို့ခေါ်တယ်တတိပေးတာကြတော့သင်ကိုသိချစ်တဲ့သခင်ပြန်လာတော့မယ်သင် ready ဖြစ်ထားဖို့လိုတယ်စီကဥပိုင်အဲကြောင့်ငါတို့လာမတောင်းနဲ့ပေးလို့မရဘူးမှန်တယ်ယုံကြည်သူတွေကျွန်တော်တို့ကယ်တင်ခြင်းပေးလို့မရဘူးလေသူဘာကိုကယ်တင်ခြင်းရော့ကယ်တင်ခြင်းယူသွားလိုက်ရော့ကယ်တင်ခြင်းနှစ်ချက်ဖို့လုပ်လို့မရဘူးဒါကိုယ်ပိုင်ဖြစ်ရမယ် personal salvation is personal အဲဒါမိမိရဲ့ကယ်တင်ပိုင်ရှင်နဲ့ရှင်သခင်ဖြစ်ခရစ်တော်ကိုလက်ခံလိုက်တဲ့နေ့မှာဘုရားရဲ့တန်ရှင်သောဝိညာဉ်တော်အသင်ထဲမှာလာပြီးတော့ guarantee စရံတက်တည်ဖြစ်ရောက်လာတယ်အာမင်ဒါကြောင့်ဒီနေ့စီယာကိုယ်ပိုင်ဖြစ်ဖို့လိုတယ်အဲဒါတမန်တော်19ပါเนาะဒီနေ့ဒီဟာလေးမပြောခင်မှာကျွန်တော်တခုပြောချင်တယ်ဆိုတော့တစ်ခါလေးမှာကျွန်တော်တို့ကကယ်တင်ခြင်းရပြီလို့ထင်တတ်တဲ့အချိန်များရှိတယ်။ကယ်တင်ခြင်းကိုသဘောပေါက်သွားတာ။တော့ပြောပြတဲ့အခါမှာနားလဲတာ။ဒါပေမဲ့တစ်ခါလေးကျရင်အဲ့ဒီအရာကယ်တင်ခြင်းရတာမဟုတ်ဘဲနဲ့ကယ်တင်ခြင်းကိုအလွတ်ရတာမျိုးဖြစ်တတ်တယ်။ကယ်တင်ခြင်းကိုအလွတ်ရတယ်။ကျွန်တော်အင်္ဂလန်မှာပြီးခဲ့တဲ့နှစ်ကကျွန်တော်မှဆုံးတော့အဲ့ဒီအတူပါသွားရင်းနဲ့ဒီမှာလာတာပေါ့နော်အားလုံးအမကိုသိကြတဲ့တခြားဒီဓမ္မမိတ်ဆွေတွေလည်းပါတဲ့ခါမှာဒါတော့ကယ်တင်ခြင်းပြောဖို့အခွင့်ကောင်းပဲလို့သဘောပေါက်တဲ့ခါမှာဆရာဝန်လင်မယားနှစ်ယောက်ကိုကျွန်တော်အင်္ဂလိပ်ဟောတယ်ပြောပြတဲ့ခါမှာအမျိုးသားဆရာဝန်ကျွန်တော်အကုန်သိပြီးပြီရဲ့ဒါတွေကျွန်တော်ငယ်ကလေး9တန်းကလေးကကျွန်တော်ချက်ကြောင်းလိုက်သွားဘူးတဲ့ခါမှာအကုန်သိတယ်အဲ့ဒါပါလေကယ်တင်ခြင်းအလွတ်ရတာဆိုတော့ကယ်တင်ခြင်းရတာမဟုတ်ဒါပေမဲ့အဲ့ဒါကတော့ဒါ तू ကတော့လုံးဝလက်မခံတဲ့သူပေါ့ဒါပေမဲ့တစ်ခါလေးမှာအသင်းတော်တွေထဲမှာကယ်တင်ခြင်းရတဲ့ရောင်နဲ့ရှိနေတဲ့သူတွေရှိတယ်နော်ဒါကြောင့်ရှင်ပေါလုကဒီမေးခွန်းကိုတမန်တော်19မှာမေးတယ်ဒါဒီကြောင့်လည်းကျွန်တော် DTS မှာလည်းသင်တယ်ဒါပေမဲ့ဒီမေးခွန်းကိုကျွန်တော်အခုချိန်မေးရလေလူတွေသိမကြိုက်
ဒါပေမဲ့ရှင်ပေါလုလည်းမေးခဲ့တယ်ဆိုတော့ဒီမေးခွန်းကျွန်တော်လည်းမေးရအောင်တမန်တော်19မှာပိုင်ငယ်တင်ပါအပေါလုသည်ကိုရိန္သုမြို့၌နေစဉ်ပေါလုသည်အထက်ရများကိုရှောက်သွားပြီးမှအေဖက်မြို့သို့ရောက်ပြီးတပည့်တော်အချို့တို့ကိုတွေ့လေတပည့်တော်အချို့လို့ပြောပါအောင်တပည့်တော်တဲ့ဒါဆိုမယုံကြည်သူလားမဟုတ်ဘူးတပည့်တော်လို့တော့ပြောထားတယ်ခရစ်တော်နောက်လိုက်တယ် disciple တွေသူတို့သည်ယုံကြည်သည်နယုံကြည်ပြီးပြီလားဒီမှာပြောထားတယ်သင်တို့သည်တဲ့ဒီမေခွန်းမေးပြီနော်ရှင်ပေါလုကသင်တို့သည်ယုံကြည်သည်နောက်တန်ရှင်သောဝိညာဉ်တော်ကိုခံကြပြီလောဟုမေးသည်ရှိတော်တဲ့ဒါဆိုရင်ကျွန်တော်မေခွန်းမေးရဆိုပါစို့ကဲခရစ်တော်ကိုယုံကြည်ပြီးတဲ့နောက်မှာဝိညာဉ်တော်ခံပြီးပြီလားလို့မေးဟာရှာဟာဒါမမေးရဘူးလေအဲ့လိုပြောမှာဒီမှာနော်တမန်ကျမ်းစာထဲမှာမေးထားတယ်ယုံကြည်ပြီးတဲ့နောက်မှာဝိညာဉ်တော်ရပြီးပြီလားတဲ့ Have you received the Holy Spirit အဲ့လိုမေးထားတော့ဝိညာဉ်တော်ရပြီးပြီလားတဲ့ဘာလို့ဒီမေးခွန်းမေးတာလဲဘာကြောင့်လဲဆိုတော့ရှင်ပေါလုတို့လက်ခံထားတာရှိတယ်ယုံကြည်ခြင်းရတာနဲ့တန်ရှင်သောဝိညာဉ်တော်အသက်တာမှာရတာမတူဘူးလို့ခံယူတော့ကျမ်းစာထဲမှာ၃နေရာမှာတမန်တော်ဝတ္ထုမှာဒီအကြောင်းအတိအကျပြောထားတယ်အဲကြောင့်ယုံကြည်သည်နောက်တန်ရှင်သောဝိညာဉ်တော်ကိုခံကြပြီလောဟုမေးသည်ရှိတော့တန်ရှင်သောဝိညာဉ်တော်တက်ရောက်သည်ကိုကျွန်တော်မသိပါဘူးသိတာမသိဘူးဝိညာဉ်တော်ဆိုတော့သိတာမသိဘူးပေါလုကပြန်ပြောတယ်ဒါဆိုရင်ဘာဗတ္တိဇံခံတာလဲယောဟန်ရဲ့ဗတ္တိဇံခံထားတယ်ဒါနောင်တတရားနောင်တနဲ့ဆိုင်တဲ့အရာပေါလုကပြန်ပြောတယ်ယောဟန်ကငါနောက်ကြွလာတော့သူကိုယုံကြည်ရမည်လူများတို့ကပြောဆိုလေနောင်တနဲ့ဆက်ဆိုင်သောဗတ္တိဇံကိုပေးထို့သောဆိုတော့ယေရှုခရစ်ကိုဆိုလိုတယ်တကယ်တော့ယောဟန်ဗတ္တိဇံပေးတယ်ဆိုတာနောင်တနဲ့ဆိုင်တဲ့ခရစ်တော်အကြောင်းကိုပြောတာတဲ့ဒီပါသူတို့ဒီသခင်ယေရှုနာမ၌ဗတ္တိဇံကိုခံကြအော်ဒါဆိုရင်ခရစ်တော်နာမ၌ဗတ္တိဇံခံမယ်အဲ့ဒီအချိန်ပြီးလဲပြီးရောအပိုင်ငယ်6ကိုကြည့်ပေးပါအရေးကြီးတယ်ဘောလူဒီလဲထိုသူတို့အပေါ်သို့လက်ကိုတင်လျင်တန်ရှင်သောဝိညာဉ်တော်သည်ဆင်းသက်တော်မူသည်ဖြင့်ထိုသူတို့သည်အမျိုးမျိုးသောဘာသာစကားကိုပြော၍ prophet ပြုကြ၏မိတ်ဆွေဒီမှာတွေ့လားဒီကေရင်ချင်းရထားပြီးတဲ့တပည့်တော်တွေတောင်မှပေါလုလက်တင်တဲ့အခါမှာဝိညာဉ်တော်သူတို့ဘုံမှာတက်ရောက်တယ်အဲကြောင့်တစ်ခါလီမှာကျွန်တော်တို့အဲ့သက်တာမှာဘာသက်တည်ရှိလဲတန်ရှင်သောဝိညာဉ်တော်ကိုယ့်အထဲမှာအလုတ်လုတ်တယ်ကိုယ့်အထဲမှာကြီးစိုးတယ်နေရာယူတယ်ဆိုရင်ဘာသက်တည်ရှိလဲဝိညာဉ်အသီးတွေသိပြီလားဒါမှမဟုတ်ဇာတိစံနေစေလားတော့တချို့ကကျမ်းစာကျွမ်းတယ်ကျွန်တော်ပြောပြမယ်အခု online မှာ debater တွေအများကြီးရှိတယ်ဆိုတော့တချို့အစ္စလာမ်ဘာသာဝင်ရှိတယ်တချို့တခြားဘာသာဝင်တွေရှိတယ်တချို့ကျမ်းစာကျောင်းပြီးထားတဲ့အီမမ်တွေရှိတယ်ကျမ်းစာကျောင်းကျွမ်းအောင်လို့တက်ထားတယ်အဲကြောင့်ကျမ်းစာကျောင်းပြီးထားတိုင်းဝိညာဉ်တော်ရှိတာမဟုတ်ဘူးနော်တမန်ကျမ်းစာနဲ့တောက်ပြောနိုင်တိုင်းဝိညာဉ်တော်ရှိတာမဟုတ်ဘူးနော်အဲအောင်သင်ရဲ့အထက်မှာတန်ရှင်းသောဝိညာဉ်တော်ရှိတာဘာနဲ့သက်သေပြမလဲ What is the sign ဒီမှာတော့တမန်တော်နဲ့တမန်တော်30တမန်တော်19မှာသူတို့ဝိညာဉ်တော်ရှိကြောင်းဆိုင်ကအမျိုးမျိုးသောဘာသာစကားပြောတယ်အကြောင်းမလို့ဒီမှာသူတို့သမီး9ယောက်မှာ9ယောက်ကတော့စီရှိတယ်9ယောက်ကစီမရှိဘူးကိုယ်ပိုင်ဖြစ်ဖို့လိုတယ်နော်ဒါအောင်သိဖို့လိုတယ်ဒီမှာနှစ်ချက်သွားရအောင်စီဖြည့်မှာပြီးတောင်းမယ်ဆိုတော့စီမရှိရင်တောက်လောင်လို့မရဘူးဒါကြောင့်တစ်ခါလေကြာရင်ကျွန်တော်အသက်တာဘာလို့မတောက်လောင်နိုင်တာလဲမိမိသင်စီမရှိတာဖြစ်ရင်ဖြစ်မယ်ဒီတို့သမီးတွေကတော့အမိုက်9ယောက်ကတော့ဟန်တော့ရှိတယ်မိခွက်တော့ခိုင်လာတယ်စီရှိမနေဘူးမိခွက်ခိုင်လာတယ်စီရှိမနေဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီမီးတောက်လောင်နိုင်မဲ့လောင်စာမဖြည့်တာဘူးဒါကြောင့်ယုံကြည်သူမှန်ရင်စီရှိရမယ်ကိုယ်ပိုင်ဖြစ်ရမယ်ပြီးရင်အဲ့ဒီစီဖြည့်ထားမှပဲမီးတောက်မှာလုံးဝမီးမလောင်နိုင်ဘူးအလင်းလို့မရဘူး
အဲကြောင့်ကျွန်တော်တို့လင်းကျင်တယ်ခရိယန်ဖြစ်တာအများကြီးကြာပြီဟောတသက်ခံချက်တွေကြားတဲ့အခါမှာဒါပဲပြောတယ်ခရိယန်ဖြစ်တာမိယိုဖလာဖြစ်နေတယ်အလင်းလင်းကျင်တယ်မလင်းနိုင်ဘူးစီလိုတာစီဖြစ်ရမယ်ဒီနှုတ်ပတ်တော်နဲ့ကြည်အောင်ဝတ်ပြုရ24မှာအဲ့ဒီစီဖြည့်ခြင်းအကြောင်းကိုပြောပြထားတယ်ဆိုတော့ဝတ်ပြုရ24မှာချိန်ဝတ်တော်မူရာဌာနရှိမိခွက်စီနဲ့မုံဆိုတဲ့အကြောင်းမှာဒါကဘာပြောထားလဲဆိုတော့ပိုင်ငယ်တင်မှာကြည့်အောင်တပန်ထာဝရဘုရားကမောရှေဟာမိခွက်အစင်မပြတ်လင်းနေစေရန်မိခွက်အစင်လင်းဖို့တဲ့မိထွန်းစရာအတွက်တောင်းယူသောတန်လွင်စီတန့်ကိုတင်းတို့ထမယူလာရန်ဣသရေလမျိုးသားတို့ကဆင်းဆိုတော့တွိဆုံစီဝေးရတဲ့တိဆုံစီဝေးရတဲ့တော့အတွင်းတတိခံချက်ရှိကလကာဤအပြင်ဘက်တွင်အာယုန်သည်ထာဝရဘုရားရှိတော်၌နေဝင်ချိန်မှာနနက်တိုင်အောင်မိထွန်းချက်မှုကိုအစင်မပြတ်စီစဉ်ပြင်ဆင်ရမည်ဤဒီကတင်တို့ဤမျိုးဆက်အစဉ်ဆက်လို့ပြောပါဦးမျိုးဆက်အစဉ်ဆက်အစဉ်မြင်လိုက်နာမပြတဲ့ချက်ဖြစ်အာယုန်ဒီထာဝရဘုရားရှိတော်၌မိခွက်များကိုရွှေစင်စီမီကွန်ပေါ်တွင်အစဉ်မပြတ်စီစဉ်ပြင်ဆင်ရမည်အမြဲလင်းဖို့စီဖြည့်ပါအမြဲလင်းဖို့စီဖြည့်ပါဒါအာယုံပြောတာမဟုတ်ဘူးလားဆရာဒါအာယုံဆိုတော့ဒါဓမ္မဟောင်းမဟုတ်ဘူးလားဆရာဒါရစ်ဘရဟိလောက်ရမယ့်အရာမဟုတ်ဘူးလားဆရာ I'm glad you asked မိရဲ့အတွက်ကျေးဇူးတင်တယ်တစ်ပေနှစ်ကိုမှလို့ပြောတယ်တင်တို့မူကရွေးကောက်ခံရသောအမျိုးနွယ်တော်ဝင်ရစ်ဘရဟိမျိုးတင်ကိုပြောနေတာရွေးကောက်ခံရတဲ့အမျိုးတော်ဝင်ရစ်ဘရဟိမျိုးဖြစ်တယ်ဆိုရင်တင်စီဖြည့်ဖို့တာဝန်ရှိလားရှိတယ်ဤဒီကတင်တို့ကိုတန်ရှင်သောတိုင်းသူပြည်သားပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏ဒါမြမဆံမီတရားဖြစ်တယ်နော်ဤဒီကတင်တို့ကိုအမှောင်ထဲမှမိမိအံ့ဘွယ်အလင်းတို့ခေါ်ဆောင်တော်မူသောအရှင်ဆိုဘာလို့လဲအမှောင်ထဲကနေအလင်းခေါ်လာတာသခင်ယေရှုပေါ့သူဤကောင်းမြတ်တော်မူခြင်းများကိုသင်တို့ဖော်ပြမိအကြောင်းဒီဖခင်ကောင်းမြတ်ကြောင့်ဘလို့ဖော်ပြရမလဲစီဖြေထားတဲ့လူပေါ့တော်ဝင်မျိုးဖြစ်တယ်ဆိုတာဝန်ရှိတယ်နော်တော်ဝင်မျိုးဖြစ်တယ်ဆိုဟေးငါတော်ဝင်မျိုးဖြစ်တယ်ငါအတွက်ယူလာခဲ့အစီခံကြငါ့ကိုလားအဲ့လိုပြောတာမဟုတ်ဒီနေ့ရစ်ဘရဟိမျိုးဖြစ်တယ်ဆိုရင်သင်စီဖြေဖို့တာဝန်ရှိတယ်အဲ့ဒီစီဟာဝိညာဉ်တော်ဖြစ်တယ်ဒီမှာတခုနားလဲစေချင်တယ်ခဏဖြည့်ရတယ်ဆိုရင်ဝိညာဉ်တော်ကကုန်သွားတာလားဝိညာဉ်တော်ဆိုတဲ့အရာကုန်သွားတာလားမဟုတ်ဘူးကျွန်တော်တို့ကဇာတိနဲ့ဝိညာဉ်ကအထဲမှာအမြဲတမ်းပြိုင်တတ်တယ်ဝိညာဉ်နဲ့ဇာတိကတစ်ပါးနဲ့တစ်ပါးရံဘက်ပြုတ်တတ်တယ်အဲ့ဒီအချိန်မှာဇာတိကိုနေရာပေးတာများသွားတဲ့အခါမှာဝိညာဉ်ကအလုတ်လုတ်ခွင့်မရှိတော့ဘူးအလုတ်လုတ်လို့မရတော့ဝိညာဉ်တော်ကလမ်းပြတယ်ငါသားဆူတောင်းတော့ဆူတောင်းငါသားဒီလိုဒေါသမထွက်နဲ့နော်ဒေါသကြီးတယ်ငါသားလောကအရာတွေမတက်မဲ့နဲ့နော်တက်မဲ့တယ်အဲ့ဒီအချိန်မှာဝိညာဉ်တော်မိအရှိန်ငြိမ်သွားတယ်ဒါကြောင့်မလို့ဒီမှာကျမ်းစာကျွန်တော်တို့ပြောတဲ့အရာရှိတယ်ဝိညာဉ်တော်ဤအရှိန်ကိုမငြိမ်းစေကြနဲ့နားလည်လားမိတ်ဆွေဝိညာဉ်တော်ကုန်သွားတာမဟုတ်ဘူးဝိညာဉ်တော်ကုန်သွားပြီးတော့မရှိတော့တာဟာတရက်အဲ့လိုပြောတာမဟုတ်ဘူးဒီကနေ့အထဲမှာရှိဖို့လိုတယ်ကိုယ်ပိုင်ဖြစ်ဖို့လိုတယ်စီဖြည့်တယ်ဆိုတဲ့အဓိပ္ပာယ်ကပါလေဝိညာဉ်တော်အရှိန်ကိုအမြဲတမ်းမငြိမ်းဖို့တောက်လောင်ဖို့တစ်သက်59မှာကျွန်တော်တို့ကိုသတိပေးထားတယ်။ဒါပေမဲ့ဒီချက်ပို့ပြီးတော့နားလည်သွားအောင်ကြည်အောင်။ဘာကြောင့်စီဖြည့်ဖို့အရေးကြီးလဲ။စီရှိမှဝင်ခွင့်ရမယ်။စီရှိမှဝင်ခွင့်ရမယ်။ No oil, no entry ။စီမပါတဲ့သူဘေးမဝင်ဘူးနော်တကယ်က။စီမပါရင်မရဘူး။မဿဲ25မှာအရှင်ကျမတို့တကားဖွင့်ပါတဲ့ပိုင်ငယ်17မှာငါအမှန်ဆိုဒီကတင်တို့ကိုငါမသိဘာလို့မသိတာလဲစီမရှိလို့စီမရှိတဲ့အခါမှာတနည်းအားဖြင့်ဝိညာဉ်တော်ကသူတို့ကို guarantee အာမခံထားတဲ့သူတို့သမီးမဖြစ်နေဘူးမိခွက်တော့ရှိတယ်စီမရှိဘူးတင်ဒီနေ့ဖြစ်စမှာအဲ့ဒီစီ
အဲ့စီကိုကျွန်တော်တို့ကလိုတယ်ဒါဆိုမိခွက်ဆိုတာဘာပြောတာလဲအပြစ်မှန်းကိုပြောတာမိခွက်ပါတယ်တဲ့သူတို့ကအပြစ်မှန်းပါတယ်အပြစ်မှန်းတော့ကွက်တီပဲလှုပ်ဆောင်နေတာဒါမဲ့စီဆိုတာဘာလဲဝိညာဉ်တော်ဒါဆိုမီးဆိုတာဘာလဲတင်သက်တာတောက်လောင်ဖို့ကအပြစ်မှန်းနဲ့သွားလို့မရဘူးဝိညာဉ်တော်ရှိဖို့လိုတယ်ဒီနေ့တောက်လောင်ပါမိတ်ဆွေဒါပေမဲ့အဲ့တောက်လောင်ခြင်းကအပြစ်မှန်းမိခွက်ကြီးကိုကျွန်တော်တို့သွားပြီးပုတ်တိုက်နေလို့မရအောင်မိခွက်ကြီးကိုသွားပြီးရိုက်နေလို့မရအောင်တောက်လောင်လုပ်လို့မရအောင်စီထဲကမှာတချို့တွေလူနေတာအဲ့ဒါတချို့တွေကျွန်တော်တို့ဟာကြိုးစားတယ်တော့တရက်ငါဒေါသကိုထိန်းရမှာငါဖျားလို့တော့ထဲမှာမလိုက်နေသေးဘူးကြိုးစားနေသေးတယ်အပြစ်မှန်းကိုပြုပြင်နေသေးတယ်အဲ့ဒါကိုဘုရားလိုချင်တာမဟုတ်ဘူးသင်ရဲ့သက်တာမှာစီဝိညာဉ်တော်ကိုခွင့်ပေးဒီချက်နားလေအောင်ကျွန်တော်ရှင်းပြခြင်းတယ်စီမရှိရင်မီးမတောက်လောင်နိုင်တယ်လို့ပဲဝိညာဉ်တော်မရှိရင်အသက်တာမတောက်လောင်နိုင်ဒီနေရာမှာဝိညာဉ်တော်မရှိဘူးလို့ပြောတဲ့အခါမှာခုနပြောတဲ့ဝိညာဉ်တော်အရှိန်ငြိမ်းသွားတဲ့သူတွေကိုပြောတာတချို့ကတော့လုံးဝကယ်တင်ခြင်းမရထားတဲ့အခါမှာဝိညာဉ်လောက်ရက်တွေကတော့ဒါပြောမနေနဲ့လေသူတို့နဲ့မဆိုင်တယ်လို့ပဲဒါပေမဲ့တင်ရဲ့အသက်တာမှာမိကငြိမ်းမလို့ဖြစ်တယ်လို့ခံစားရင်တော့တင်ဒီနေ့ပြန်ဖြစ်ရမယ်နှုတ်ကပတ်တော်နားထောင်ခြင်းဟာစီပြေတာဆုတောင်းခြင်းဟာစီပြေတာဇာတိကိုအခွင့်မပေးပဲဝိညာဉ်တော်ကိုအခွင့်ပေးတာအဲ့ဒါစီပြေတာနှုတ်ကပတ်တော်ကြည်အောင်ဒီဖက်ငါးမှာဒီလိုပြောထားတယ်ခရိယန်သက်တာ၌ခိုင်ခံမြင့်မြတ်ခြင်းထို့ကြောင့်ပိုင်ငယ်15နေဖတ်ခြင်းနဲ့ဒီဖက်ငါကျွန်တော်မြန်မာစံမီတဲ့ကနေသုံးထားတယ်ကြည့်ကြအောင်ထို့ကြောင့်သင်တို့သည်မိတို့အသက်ရှင်ရှောက်လန်းသည်ကိုသေချာစွာဆင်ခြင်ကြတော့ဘလို့ရှောက်လန်းရမလဲနော်ဒီမှာပြောပြီးအနှစ်တွေပေးတာရှင်ပေါလုကအနှစ်တွေပေးတာပညာမဲ့ကဲ့သို့မဟုတ်ပဲပညာရှိကဲ့သို့ရှောက်လန်း၍ဒါဆိုရင်ဘာကိုပြောချင်တာလဲသူတို့သမီးပညာရှိတဲ့သူတို့သမီးတွေပညာမဲ့တဲ့သူတို့သမီးသင်ဆက်ဆက်မှုအမြင်လားဒီနေ့ပညာရှိသလိုရှောက်လန်းရမယ်နော်တဲ့နေ့ရက်ကာလတို့သည်စိုးညစ်တော်ကြောင့်အချိန်အခါကိုကောင်းစွာအသုံးချကြလော့နေ့ရက်တွေကိုရွေးနှုတ်ပါလူသတန်ဘာသာပြန်လာတယ်အခုကာလစိုးညစ်တဲ့ကာလအဲ့လိုကာလမှာအချိန်ကာလကိုကောင်းစွာအသုံးပြုတဲ့တို့ဖြစ်၍မိုက်မဲသောသူများမဖြစ်ပဲဘုရားသခင်လိုတော်သည်မိသည့်အရာဖြစ်သည်ကိုနားလေကြလော့ဘုရားလိုတော်ရှာမယ်ဒီမှာပြောပြီးအပျော်ကျူးခြင်းကိုဖြစ်စေသည့်စပြစ်ဝါရစ်မှုခြင်းမရှိပဲဝိညာဉ်တော်နဲ့ပြေဝကြလော့ရှိုံနဲ့ရလားပြေဘူးလို့တယ်ဝိညာဉ်တော်နဲ့ပြေဝကြလော့ကျွန်တော်တစ်ခါဟောဘူးတယ်ဝိညာဉ်တော်နဲ့ပြေဖို့လိုတယ်ကျွန်တော်ရေပန်းရေခရားလေးနဲ့ဝိညာဉ်တော်ပြည့်ခြင်းမှာဇာတိတွေထွက်သွားတာဇာတိလူတွေအမတန်တော့ကန်တယ်ရေးလေဒီဟာဝေပန်းနေရေးတယ်ဘာလို့လဲဆိုဇာတိရဲ့အလုံးလုံးခြင်းဟာလေဖော်ပြတယ်နော်ပေါ်လာတယ်ဇာတိလူကတော့အမြဲတမ်းခဲကင်ခြင်းတယ်ဝိညာဉ်လူကတော့မျက်မှောက်တော်ရှာတယ်ဒါလေးကွာသွားတယ်ဆိုတော့ဒီမှာဝိညာဉ်တော်နဲ့ပြည့်ပါတဲ့ရှိတာနဲ့ပြည့်တာမတူဘူးသင်ရဲ့ဘဝမှာဝိညာဉ်တော်နဲ့ပြည့်နေဖို့လိုတယ်ဒီမှာဂလာတိ9မှာလည်းပြန်ပြောပြီးအေဖက်9မှာလည်းပြောတယ်နော်ဂလာတိ9ကိုလည်းကြည့်အောင်ဝိညာဉ်တော်နဲ့သွေးသားဇာတိဒီနှစ်ခုကိုရှင်းပြီးပြောထားတယ်။ပိုင်းငယ်16မှာငါဆိုဒီကဝိညာဉ်တော်အားဖြင့်အသက်ရှင်ရှောက်လန်းကြလော့။ Now walking with the Holy Spirit ဝိညာဉ်တော်နဲ့ရှောက်လန်းနဲ့ဘလို့ရှောက်လန်းပါလဲဝိညာဉ်တော်သွားတဲ့နောက်ကိုလိုက်မှာပေါ့ဝိညာဉ်တော်ဥဆောင်ရာကိုလိုက်မှာပေါ့ဒါမှမဟုတ်သင်လှုပ်ချင်တဲ့အရာသင်လှုပ်နေသေးလားသင်စားချင်တာတွေသင်သွားချင်တာတွေသင်လှုပ်နေသေးလားဒါဆိုသိချရတယ်သင်ဝိညာဉ်တော်နဲ့မရှောက်လန်းသေးဘူးတို့ပြုလေ
သွေးသားဇာတိတက်မချင်းကိုလုံးဝမဖြည့်ဆည်းပဲနေကြလိမ့်မည်တခုခံမှန်းလို့ရတယ်လူကဝိညာဉ်တော်နဲ့ရှောက်လန်းသလားမရှောက်လန်းဘူးလားသိချင်ရဲ့တခုပဲစမ်းစစ်လို့ရတဲ့အရာတခုရှိတယ်အဲ့ဒါပါလေဇာတိသွေးသားဇာတိဤတက်မှတ်ခြင်းကိုလုံးဝမဖြည့်ဆည်းပဲနေကြလိမ့်မယ်အဲ့လိုပြောတာနော်ကျမ်းစာမှာတိကျပြောထားတယ်သင်ဇာတိရဲ့ဖြည့်ဆည်းခြင်းကိုတွားနေသေးလားငါပြောမှရမယ်ငါနည်းနည်းတော့စိတ်ပေါ့သွားအောင်လုပ်လိုက်ရမယ်ငါနည်းနည်းပြမဆဲလိုက်အောင်မယ်အဲ့ဒါဇာတိဖြည့်ဆည်းရဆိုသိကြတယ်ဝိညာဉ်နဲ့မလျှောက်လန်းသေးလို့ဝိညာဉ်နဲ့လျှောက်လန်းရဲ့လို့မဟုတ်ဘူးဝိညာဉ်နဲ့လျှောက်လန်းတဲ့အသက်တာနော်ပညာရှိခဲ့သူနေပါပညာမဲ့အစီမရှိဘူးစီမရှိတဲ့အခါမတို့မတောင်းလောင်နိုင်ဘူးလင်းကိုမလင်းဘူးသူတို့မလင်းတဲ့အခါမှာလင်းတဲ့မီးတွေလိုက်မှုတ်တတ်တယ်လင်းနေပြီဘယ် ministry ကလင်းနေပြီလဲဘယ်ဆရာဖခင်ရဲ့ဘုန်းတော်နဲ့လင်းနေပြီလဲအဲ့လင်းတဲ့ဟာလိုက်မှုတ်ပေးမယ်ဘာလို့လဲဇာတိစိတ်နဲ့ပဲလှုပ်တာဒီလိုခံယူတယ်အောက်တန်းကြတာသူများအလင်းကိုမှုတ်လိုက်မှပဲကိုမီလင်းမယ်လို့ခံယူတယ်ဆိုတဲ့အောက်တန်းကြတာအဲ့ဒါဝိညာဉ်လူတွေရဲ့လုံးမဟုတ်ဘူးအဘယ်ကြောင့်ဆိုတော့သွေးသားဇာတိသည်ဝိညာဉ်တော်နဲ့ဆန့်ကျင်သောအရာကိုတောင်းတ၍တွေ့လားသွေးသားဇာတိကလေဝိညာဉ်တော်နဲ့ဆန့်ကျင်တဲ့အရာကိုတောင်းတနေတယ်တဲ့ဝိညာဉ်တော်သည်သွေးသားဇာတိနဲ့ဆန့်ကျင်သောအရာကိုတောင်းတတယ်အဲကြောင့်ဝိညာဉ်ဒီခါလေးတော့ဝိညာဉ်လူမရဘူးဝိညာဉ်လူနဲ့ဇာတိလူကကွဲပြားကိုဖြစ်နေရမှာဆန့်ကျင်ဘက်ကြီးကိုဖြစ်နေရမှာဒီမှာပြောပြီးတို့ဤတို့ဖြင့်သင်တို့သည်တပားနှင့်တပားဆန့်ကျင်ကြသည်ဖြစ်၍၎င်းတို့သည်နော်ဒါဇာတိနဲ့ဝိညာဉ်ကိုပြောတာသင်တို့သည်ပြုလို့သောအရာများကိုမပြုနိုင်ကြပေမှန်တာပေါ့စူးစမ်းပြီးတော့ငါဝိညာဉ်လူလုံးလို့မရဘူးလေဇာတိကအနိုင်နေတာလေအဲတော့ခါလေးကျရင်နှုတ်ပတ်တော်ခေါ်တော့မယ်လားစိတ်ညစ်ပြီးပြင်းပြီးလစ်ချင်ပြီးဆရာတွေ့ပြေးချင်ပြီးဒါပေမဲ့ဝိညာဉ်ထဲမှာတော့အစာရှောင်နေကျွန်တော်တို့21အစာရှောင်တို့ပြီးရင်တရှင်တဲ့ရင်ဘာ Holy Week စာရှောင်တို့ဒါမျိုးသွားရဲဆိုရင်အဲ့ဇာတိအရာတွေကပြောင်းနေတာမတွေ့ဘူးလားအဲကြောင့်ကျွန်တော်ဘယ်ဟာကိုခွင့်ပေးလဲဒီမှာရှင်ပေါလုပြောတယ်တို့ရာတွင်ဝိညာဉ်တော်ဤရှေ့ဆောင်လမ်းပြမှုပြောကြည့်ပါဦး Come on ဝိညာဉ်တော်ရဲ့ရှေ့ဆောင်လမ်းပြမှုလို့ပြောတဲ့အခါမှာသင်ကြိုသွားလို့မရဘူးသူပဲသွားလို့ရတယ်သူရဲ့ရှေ့ကနေလမ်းပြတဲ့အရာကိုခံမယ်ဆိုရင်တဲ့သင်တို့ဒီပညာတရားအောင်နိုင်ရှိကြသည်မဟုတ်ဘူးပညာအောင်မှမရှိတော့ဘူးသဘောကတော့သင်ရဲ့ကြင်ကြံမှုတွေသင်လုံနိုင်မှသင်ရဲ့ကောင်းမှုကုသိုလ်တွေနဲ့လုံနိုင်မှဆိုရရမဟုတ်တော့ဝိညာဉ်တော်မှစားတာအာမင်ညနေနေ့ဝိညာဉ်တော်နဲ့ရှောက်လန်းပြီလားသွေးသားဇာတိရဲ့တတ်မှတ်ခြင်းလုံးဝမရှိတော့အဲ့ဒါရှိနေသေးသိကြတယ်သင်သွေးသားဆန္ဒရဲ့တတ်မှတ်ခြင်းတအားများနေအဲ့ဒါဝိညာဉ်တော်နဲ့မရှောက်လန်းသေးဘူးဒါဆိုဘာလို့မလဲဆရာကိုရောဝိညာဉ်တော်ရှေ့ဆောင်လမ်းပြပေးပါလို့နေ့တိုင်းတောင်းခံရမယ်ဒါကြောင့်ဝိညာဉ်တော်ပြေဝခြင်းဆိုတာနေ့တိုင်းလုပ်ရတဲ့အရာဝိညာဉ်တော်နဲ့ရှောက်လန်းတာတချို့ရက်တွေတော့ရှောက်တယ်ဆရာတပတ်တရက်မရဘူးနေ့တိုင်းအသက်ရှင်ရှောက်လန်းနေဆိုအသက်ရှင်နေသည်ရှောက်လန်းရမှာရှေ့ဆောင်လမ်းပြမှုဝိညာဉ်တော်ဆောင်မသွားတဲ့အရာတိုင်းကိုနောက်ကနေလိုက်ရမှာအာမင်ဒီမှာထပ်ပြောတယ်ကြည်အောင်အဲဒီမှာဂလာတိ5မှာလာပြီပိုင်ငယ်20မှာဝိညာဉ်တော်နဲ့ရှောက်လန်းတဲ့သူဘယ်လိုဖြစ်လဲဝိညာဉ်တော်ဤအသီးပွင့်เนาะဒါတော့အသီးပွင့်လို့ဘာသာပြန်တာအသီးပေါ့เนาะ the fruit of the Holy Spirit ဝိညာဉ်တော်ရဲ့အသီးဆိုတာအထဲမှာရှိတယ်ဝိညာဉ်တော်ရှိတယ်ဆိုရင်အဲ့အသီးပွင့်ကပေါ်လာတဲ့ချစ်ချင်းဝမ်းမြောက်ခြင်းညီသက်ခြင်းစိတ်ရှိခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းတစ္ဆာဆောင်ခြင်းနူးညံ့သိမ်မွေ့ခြင်းမိမိကိုယ်ကိုချုပ်တီးခြင်းเนาะကာမဂုဏ်ချုပ်တီးခြင်းလို့ဆရာကြီးယူတဲ့တန်ဘာသာပြန်တယ်မိမိကိုယ်ကိုချုပ်တီးခြင်း
self control ရှိတာဤရာများကိုစန့်ကျင်သောတရားမရှိဒါဘာသာတိုင်းကကြိုက်တယ်ဒါပေမဲ့လုံနိုင်လားမလုံနိုင်ဘူးဘသူကလုပ်ပေးတာဝိညာဉ်တော်ရဲ့ရှေ့ဆောင်လမ်းပြမှုဝိညာဉ်တော်နဲ့ရှောက်လန်းတော်သူဝိညာဉ်တော်နဲ့ပြည့်သွားရင်ဒါတွေကအသီးပွင့်တာထွက်လာတာခရစ်တော်ယေရှုနှင့်ဆိုင်သောသူတို့သည်သွေးသားဇာတိကို၎င်း၏စိတ်ပြင်းပြမှုများတက်မော့မှုများနှင့်အတူလှဝါးကားတိုင်း၌တင်ထားကြပြီငါတို့သည်ဖတ်ကြအောင်ဝိညာဉ်တော်အားဖြင့်အသက်ရှင်ကြလျင်ဝိညာဉ်တော်နှင့်ထက်ချက်မကွာလိုက်လျှောက်ကြကုန်ဟာလေလုယာမိစေဒီမနေ့မှလေဖျားတရားကျွန်တော်ပြောပြတဲ့အချိန်မှာအင်မတန်မကောင်းကြီးဖြစ်တယ်ဘာတွေကကျွန်တော်အထင်းမှာကြီးစိုးနေလေတခုနဲ့တူရတာစန့်ကျင်နေတယ်ဒါပေမဲ့ဒီနေ့ဝိညာဉ်တော်ရှိတာနဲ့ဝိညာဉ်တော်ပြည့်တာမတူဘူးဒီခါလေးကျွန်တော်တို့ကဝိညာဉ်တော်မရသေးဘူးယုံကြည်သည့်နောက်ဝိညာဉ်တော်ရပြီလားလို့မင်းမကြိုက်ဘူးဒါပေမဲ့ဒီနေ့ဝိညာဉ်တော်ကတော့သူရှိပြီဆိုရင်တော့အဲ့ဒီရဲ့အသီးတွေကတော့အသီးပွင့်နေနဲ့တွေ့ရလိမ့်မယ်အာမင်ဟာလေလုယာတောင်ဒီနေ့သင်ရဲ့တသက်ဒီအရာနားထောင်တဲ့အခါမှာသခင်ပြန်လာခဲ့ရင်ငါဝင်ခွင့်ရပါမလားလို့သင်စဉ်းစားမိလိမ့်မယ်စီရှိပြီလားတနည်းအားဖြင့်သင်ရဲ့တသက်မှာဝိညာဉ်တော်ရှိပြီလားမရှိသေးရင်ဒီနေ့တောင်းခံရအောင်ဘယ်လိုတောင်းပါလဲခရစ်တော်ကိုမိမိရဲ့ကယ်တင်ပါရှင်နဲ့ရှင်သခင်ဖြစ်အကျွမ်းမဲ့ယုံကြည်တော်သူဝိညာဉ်တော် guarantee လုပ်ပေးတယ်အာမင်ဒါကြောင့်ဒီကနေ့စီမရှိသေးတဲ့သူတွေကျွန်တော်နောက်ကနေယေရှုဖြစ်ဆုတောင်းစေချင်တယ်ကျွန်တော်ရှေ့ကနေတိုင်ပေးမယ်နောက်ကယေရှုဖြစ်လိုက်ဆိုပေးပါသခင်ယေရှုခရစ်တော်ဖျားဒီကနေ့မှာအပြင်းပန်းသက်သက်အသက်ရှင်ခြင်းမဟုတ်ပဲအတွင်းနှလုံးသားကပြောင်းလဲဖို့ရန်နှိုးဆော်ခြင်းခံရလို့ယေရှုတင်တယ်ကျွန်တော်ဟာအပြစ်သားဖြစ်ပါတယ်ပြစ်အားလုံးအတွက်ဒီကနေ့မှာနောင်တရတောင်းပန်ပါတယ်သခင်ခွင့်လွှတ်ပေးပါဘာသာရေးခရိယန်မဟုတ်ဘဲနဲ့ကိုရိုနဲ့ relationship ရှိတော့ယုံကြည်သူတပည့်တော်ဖြစ်ဖို့ရန်ဒီကနေ့မှာတောင်းလျှောက်ပါတယ်ရွေးနှုတ်ခြင်းနေ့ရက်ကာလတိုင်အောင်ကျွန်တော်တို့ကို guarantee ပေးတော့ဝိညာဉ်တော်ကိုလည်းပေးပါဝိညာဉ်တော်နဲ့အမြဲလျှောက်လန်းနိုင်ဖို့ကိုလည်းမဆာပေးပါဝိညာဉ်တော်နဲ့ပြည့်တော့ယုံကြည်သူဖြစ်ချင်ပါတယ်ကိုရောရဲ့လမ်းပြခြင်းရှိစေပါသခင်ယေရှုနာမ၌ဆုတောင်းပါ၏အာမင်အာမင်အာမင်ဒီဆုတောင်းချက်ကိုသင်တောင်းတယ်ဆိုရင်ဒါဖခင်ရဲ့ဝိညာဉ်တော်သင်ထဲမှာလှုပ်လှုပ်ပြီးဖခင်ရဲ့လမ်းပြခြင်းရှိမယ်ပို့ဆောင်ခြင်းရှိမယ်အာမင်နောက်တစ်ခုအတွက်ကျွန်တော်တောင်းပေးခြင်းတယ်ဝိညာဉ်တော်ရှိတယ်ဒါပေမဲ့သင်ဝိညာဉ်တော်နဲ့မပြည့်တော့ဘူးအဲ့လိုဝိညာဉ်တော်နဲ့မပြည့်တော့ဘူးဆိုတဲ့သက်တာရှိတယ်ဆိုရင်ဒီကနေ့မှာဝန်ချတောင်းပါရအောင်ဘုရားရှိခိုးခုနပြောတဲ့ဇာတိရယ်နော်ဒီနေ့ဂလာတိ9ဖတ်စီချင်တယ်အဲ့ဒီမှာပြောထားတဲ့အရာတွေကောင်းကင်နိုင်ငံကိုအမွေမခံရဘူးတဲ့အလောက်ထိတောင်မှရှင်ပေါလုကသုံးလုံးထားတယ်နော်ကြည့်ကြည့်အောင်အဲ့ဒီမှာစိတ်ဆိုးတဲ့အရာတွေဒေါသထွက်တဲ့အရာတွေပါတယ်နော်ဒီအရာတွေနဲ့ကိုပြည့်နေလားဝိညာဉ်တော်မိအရှိန်ငြိမ်းသွားတတ်တယ်။ညခဏလောက်ပြန်လိုက်ပြီးတော့ရှေ့နေရာမှာလက်ခံတဲ့ position လေးနဲ့တရှင်တော်ဝိညာဉ်တော်တောင်းခံရအောင်။လူကာ7ထဲမှာပြောပါတယ်။အဖကိုတဲ့ပါကငါတောင်းရင်မွေမပေးဘူးတဲ့မုတ်တောင်းရင်ကြောက်မပေးဘူးတဲ့လူရအဆိုးဖြစ်တယ်ဆိုရင်တော့မှကောင်းတဲ့လူတွေမဟုတ်ဘူးဆိုတော့မှကိုသားသမီးကတောင်းတယ်ဆိုအကောင်းဆုံးသောအရာပေးခြင်းနဲ့ဆိုရင်တဲ့အဖကိုတောင်းရင်တန်ရှင်သောဝိညာဉ်တော်မပေးပဲလို့နေမှာလေရောနှုတ်ပတ်တော်မှာတည်လင်းပြောထားပါတယ်အဲကြောင့်ဒီနေ့ကိုတော့ကျွန်တော်တို့တောက်လောင်နိုင်ဖို့ဝိညာဉ်တော်မီတ
တောက်လောင်နိုင်ဖို့အသက်တာမှာကိုရောရဲ့အလင်းလင်းနိုင်ဖို့အပြည့်မှမဟုတ်ပဲနဲ့အဲမှာလူအပ်နေတဲ့လောင်စာကိုဒီကနေ့ပေးပါတောက်လောင်ခြင်းဖြစ်ဖို့လောင်စာဖြစ်တဲ့တန်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်ပါမိကြောင်းဒီကနေ့မှာတောင်းလျှောက်ပါတယ် Be filled with the Holy Spirit Be filled with the Holy Spirit Be filled with the Holy Spirit ဝိညာဉ်တော်နဲ့ပြည့်ဝလျက်အသက်တာမှာထူခြားသောသူများဖြစ်ဖို့မာဇာပါကိုရောရဲ့ရှေးဆောင်လမ်းပြမှုနောက်ထက်ချက်မကွာလိုက်တော့ယုံကြည်သူများဖြစ်စေပါဇာတိအရာတွေဇာတိသဘောတွေကိုအခွင့်ပေးမဲ့အစားတန်ရှင်းသောဝိညာဉ်တော်နဲ့တန်ရှင်းသောဝိညာဉ်တော်အရာတွေကိုအခွင့်ပေးပြီးသွားတော်သူများဖြစ်ဖို့ဝိညာဉ်တော်ရဲ့လမ်းပြပို့ဆောင်ခြင်းရှိပါမိကြောင်းတပါးယောသားရမြတ်သခင်ယေရှုနာမ၌စက္ကန့်နဲ့ဆုတောင်းပါ၏အာမင်အာမင်ကြီးမြတ်တဲ့ဖျောက်လက်ကုပ်ဒီကုံပြူရဝိညာဉ်တော်တဲ့ကိုသိချစ်တယ်ဝိညာဉ်တော်နဲ့ပြီးွားလျက်သခင်ပြန်လာတဲ့နေ့ဘယ်အချိန်မဲလာမြဲတမ်းဝင်ခွင့်ရတော်သူများယုံကြည်သူသားသမီးရေတွန်းခြင်းမရှိညစ်ကြေးကင်းစင်တဲ့ခရစ်တော်ရဲ့သူများဖြစ်ပါစေလို့ဒီနေရာကနေဆုမွန်ကောင်းတောင်းလိုက်ပါတယ်နောက်ထောက်လွှင့်ချက်မှာပြန်လည်ဆောင်တွေ့ပါအောင်မယ် God bless you all